သူ့ကိုယ်ထဲထက်အစမတန်ကြီးမားတဲ့ကြက်ငွေအိမ်မြောင်နဲ့ငှက်တွေကိုတောင်ရဲဝံ့ဝံ့တိုက်ခိုက်တတ်တဲ့အင်းဆက်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေသူကတော့ပတ်ဝန်းကျင်နဲ့တသားတည်းဖြစ်အောင်ရုပ်ဖြစ်တဲ့နေရာမှာဆရာကြလုံးနဲ့ရှီကိုးကောင်ပဲဖြစ်ပါတယ်သူတို့ဟာတိရွက်ပန်းပွင့်ဒါမှမဟုတ်တစ်ခေါက်တွေနဲ့တူအောင်အယောင်နဲ့ပုံတံကိုပြောင်းလဲနိုင်စွမ်းရှိကြပါတယ်ဒီလိုနီးလန်းနဲ့ပဲသူတို့ရဲ့သားကောင်တွေမရိပ်မိခင်မှာတင်မျက်လှည့်ပြသလိုပျောက်ကွယ်သွားပြီးအနားကိုချင်းကပ်တတ်ကြတာပါရှီကိုးကောင်တွေဟာရက်ဆက်တဲ့အသားစားတတဝါတွေပါသူတို့မှာ raptorial legs လို့ခေါ်တဲ့အထူးသဖြင့်အမဲလိုက်ဖို့အတွက်ပဲတီးတန့်ဖြစ်နေတဲ့ရှေ့ခြေထောက်အစုံရှိပါတယ်ဒီခြေထောက်တွေမှာချွန်ထက်တဲ့စူးတွေပါဝင်ပြီးသားကောင်ကိုလျှက်စီးလက်တလို့မြန်ဆန်တဲ့အရှိန်နဲ့ဖမ်းယူနိုင်စွမ်းရှိပါတယ်သူတို့ကအစားမရွေးပါဘူးရင်ကောင်ပစင်းရင်ကွဲအသေးလေးတွေကအစသူတို့နိုင်မယ်ထင်တဲ့အိမ်မြောင်နဲ့ဖားတွေကိုပါအလွတ်မပေးဘဲစားတောက်တတ်ကြပါတယ်သားကောင်တွေကသူတို့ရဲ့အနီးနားကိုရောက်လာပြီဆိုတာနဲ့ရှီကိုးကောင်တွေဟာတိကျတေချာလွန်းတဲ့အရှိန်နဲ့ခုံအုပ်လိုက်ပါတော့တယ်။မျက်စိတမိတ်အတွင်းမှာပဲသူတို့ရဲ့ရှေ့ခြေထောက်တွေကိုဖြန့်ထုတ်လိုက်ပြီးသားကောင်ကိုစူးတွေနဲ့မြဲမြံစွာညှက်ပစ်လိုက်ပါတယ်။ဒီတိုက်ခိုက်မှုတစ်ခုလုံးဟာ90ကနေ80မီလီစက္ကန့်ပိုင်းရဲ့အပုံတစ်ထောင်ပုံအနည်းငယ်သာကြာမြင့်တာကြောင့်သားကောင်အနေနဲ့ဘာမှမသိလိုက်ခင်မှာတင်အဖမ်းခံလိုက်ရတာပါ။ထူးခြားတဲ့လေးလာတွေ့ရှိချက်တစ်ခုကတော့ရှီကိုးကောင်တွေဟာသားကောင်ရဲ့ဦးခေါင်းကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်တတ်ကြတာပါဒါဟာအုံနောက်ဒါမှမဟုတ်အရေးကြီးတဲ့အစိတ်ပိုင်းတွေကိုသူတို့ရဲ့ချွန်ထက်တဲ့လက်သေးတွေနဲ့တိုက်ရိုက်ထိခိုက်အောင်လှုပ်ဆောင်တာဖြစ်နိုင်ပါတယ်